အားလုံးမင်္ဂလာပါတီရှမေပါဒီဗီဒီယိုလေးမှာဆိုရင် tenses တွေထဲကအသုံးအများဆုံးဖြစ်တဲ့ past tense ရဲ့အသုံးပြုပုံမျိုးကိုလေ့လာကြမယ်နော်ဆိုတော့ English Grammar in Use 5th edition ကိုလေ့လာခဲ့တာ Unit 5ကိုရောက်လာခဲ့ပါပြီ Okay past simple ကတော့လူတိုင်းသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ကိစ္စတွေအတိတ်မှာလုပ်ခဲ့တဲ့အကြောင်းအရာတွေအဲ့ဒါတွေကိုပြောဖို့အတွက်သုံးတာပေါ့နော်ဆိုတော့ let's study this example Wolfgang Amadeus Mozart ရဲ့အကြောင်းကိုရေးထားတဲ့ဒီ paragraph ထဲမှာဆိုရင်သုံးထားတဲ့ verb တွေအကုန်လုံးက past tense တွေဖြစ်ပါတယ် lived studied wrote was died okay ဘာလို့လဲဆိုတော့သူက1791မှာဆုံးသွားခဲ့တဲ့လူတယောက်ပေါ့နော်အဲ့တော့သူမသိဆုံးခင်မှာလုပ်ခဲ့တဲ့ကိစ္စတွေဖြစ်ခဲ့တဲ့ကိစ္စတွေပြောဖို့အတွက်အကုန်လုံးဒီ past tense ကိုပဲသုံးအောင်မှာဖြစ်တယ်ဆိုတော့သူကတဲ့Australian musician composer ဖြစ်ပါတယ်။တချင်းရေးတဲ့သူပေါ့နော်။သူက1756ကနေ1791ထိနေထိုင်ခဲ့တယ်။အဲ့တော့သူတည်ဆုံးတဲ့ခုနှစ်က1791ပါ။ At the age of 5အသက်5နှစ်မှာစပြီးတော့တချင်းတွေကိုရေးခဲ့တယ်။ Wrote more than 600 pieces of music ပြီးလို့ရှိရင်တချင်းပေါင်း music ပေါင်း600ကျော်ကိုသူရေးခဲ့ပါတယ်။သူတည်ဆုံးတဲ့အချိန်ဆိုရင်နဲ့35 years old ပဲရှိပါသေးတယ်เนาะ okay အဲ့တော့ဒါသူ့ရဲ့အကြောင်းကြီး तू က35 years ထိပဲနေခဲ့ပြီမဲ့လေဒီ history မှာကြံခဲ့တဲ့လူတယောက်ပေါ့ verb တွေကို past tense လုပ်ချင်တဲ့အခါမှာအတိတ်အတွက်သုံးချင်တဲ့အခါမှာ ed သုံးပြီးတော့သုံးတဲ့ verb တွေကို regular verbs လို့ခေါ်ပါတယ် for example walk walked invite invited decide decided stop stopped pass passed study studied တချို့သော verb တွေကိုကြတော့တဲ့ double သုံးထားတွေ့တယ်နော် ed ပေါင်းမိမယ်လေ stop ဆိုရင် stopped ဆိုပြီးတော့ the last letter လေးကို double သုံးလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ the last letter ရဲ့အရှေ့မှာ o ဆိုတဲ့ vowel ရှိနေလို့ပါအဲ့တော့ verb တွေရဲ့နောက်ဆုံး letter ရဲ့အရှေ့မှာ a e i o u vowels ဖြစ်မယ်ဆိုရင်အဲ့ဒီနောက်ဆုံး letter လေးကို ed ပေါင်းတဲ့အခါမှာဖြစ်ဖြစ် ing ပေါင်းတဲ့အခါမှာဖြစ်ဖြစ် double သုံးပေးရတယ်ဒီကောင်ကကျတော့ id ပြောင်းထားတာကတော့ y ကိုဖြုတ်ပြီးတော့ id ပေါင်းထားတာပေါ့နော် studied ဒါပေမဲ့တချို့သော verb တွေကတော့တဲ့ ed ပေါင်းလို့မရပါဘူးတဲ့เนาะစကားလုံးကိုပါပြောင်းပစ်လိုက်ရတယ်အဲ့လိုမျိုးပြောင်းလိုက်ရတဲ့ verb တွေကြတော့ irregular verb တွေခေါ်ပါတယ် for example write wrote see to saw go to went shot shot အဲ့တော့ဒီကောင်တွေက verb to past tense ကိုပြောင်းတဲ့အခါမှာ ed မပေါင်းရဘူးစကားလုံးကိုပါပြောင်းပစ်လိုက်ရတဲ့ verb တွေပေါ့နော်အဲ့ဒါတွေကို irregular verb လို့ခေါ်ပါတယ်တခြားသော verb တွေလည်းအများကြီးရှိသေးတယ်ပေါ့နော် for example swim swam တို့ sit sat တို့ eat ate တို့ come came တို့เนาะအဲ့လိုမျိုး verb တွေအများကြီးရှိတယ်ဆိုတော့အများကြီးတော့ past tense သုံးရင်တော့ past ရဲ့ time expression လေးပါတတ်တယ်ပေါ့နော်ဒီမှာဆိုရင် I work in a travel agency now agency မှာ travel agency မှာအခုလုပ်တယ်တဲ့before that အဲ့ဒီမတိုင်ခင်ကဆိုတော့အခုမတိုင်ခင်အတိတ်ကလို့ပြောချင်တာပေါ့နော်အဲ့တော့သူက I worked in a department store ဆိုပြီးတော့ past tense ကိုသုံးလိုက်တယ် okay အဲ့တော့ let's look at the second sentence time expression မပါဘူးเนาะ but they invited us to their party but we decided not to go လို့သုံးထားတယ်အဲ့တော့ past tense ကိုသုံးထားကြအဖြစ် past ကိုရည်ညွှန်းတဲ့ time expression မပါရင်တော့မှ past tense ကိုကြည့်ပြီးတော့ဒါဒီအတိတ်ကဖြစ်ခဲ့တာပဲဆိုတော့တို့တွေသိနိုင်တယ်ပေါ့နော်Okay, the police stopped me on my way home last night. ဒီမှာတော့ last night ဆိုပြီးတော့မနေ့ညကဆိုတဲ့ past expression လေးပါပါတယ်။ Laura passed her exam because she studied very hard. အဲ့တော့သူကစာမွေးလဲအောင်ခဲ့တယ်เนาะသူကအများကြီးစူးစမ်းခဲ့တယ်သူလုပ်ခဲ့တဲ့ကိစ္စလေးပေါ့နော်ဒီမှာကျတော့ Mozart wrote more than 600 pieces of music. သူကသေဆုံးပြီးသားလူတယောက်ဖြစ်တဲ့အတွက်သူလုပ်တဲ့ကိစ္စအကုန်လုံးဒီ past tense တွေရေးရမှာဖြစ်တယ် We saw Alice in town a few days ago ဒီမှာကျတော့ ago ဆိုတဲ့ time expression လေးပါပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့တော့ဒါဒီ past ကိုရည်ညွှန်းတယ် I went to the cinema 3 times last week ဒီမှာရော last week ဆိုတဲ့ time expression လေးပါပါတယ်It was cold but so I shut the window ဒီမှာတော့ဘာမှမပါဘူးပေါ့နော် but it was cold so I shut the window ဆိုပြီးတော့ past tense တွေကိုသုံးထားတဲ့အတွက်ကြောင့်ဒါဟာအခုကိစ္စကိုပြောတာမဟုတ်ဘူးပြီးခဲ့တဲ့အချိန်တစ်ခုရဲ့ကိစ္စကိုပြောနေတာလို့သူတွေကသိနိုင်တယ်နော်အဲ့တော့ past tense ကအရင်အရေးကြီးတယ်ဘာလို့ဆိုတော့ဒီ tense ကိုမှန်အောင်သုံးနိုင်မှာကိုပြောချင်တဲ့အချိန်ကာလကိုနားထောင်တဲ့သူကလည်းသိမှာဖြစ်တယ်ပေါ့နော်ဒီ past တွေကို question မေးမယ်အတိတ်ကကိစ္စကိုမေးမယ် negative မဟုတ်ဘူးလို့ပြောမယ်အဲ့လိုမျိုး question တွေ negative ပါဆိုရင်ဒီ past ကိုဘယ်လိုသုံးရမလဲ verb 1ဆိုရင်ပဲဖြစ်ဖြစ် verb 2ဆိုရင်ပဲဖြစ်ဖြစ်တို့တွေက question တွေ negative တွေလုပ်ချင်တယ်ဆိုရင် helping verb လေးကိုအခုခေါ်ရတယ် verb 1ကိုမှတ်မိတယ်နော် present simple ဆိုရင်ဘာတွေကိုအခုခေါ်ရတာလဲ do or does right past tense ဆိုရင်တော့တစ်လုံးနဲ့ပဲရှိတယ် did ကိုသုံးရမှာဖြစ်ပါတယ်
ဒါလေးကတော့ positive sentence လေးပေါ့နော် affirmative sentence လေး I enjoyed question လုပ်ချင်တယ်ဆိုရင် did you enjoy did လေးကိုဒီ subject ရဲ့အရှိကိုပို့လိုက်ရတယ်ဒီမှာအဖြေမှာ I ဆိုတော့မိကုံးမှာက you ပေါ့နော် did you enjoy I didn't enjoy she saw အဲ့တော့သူမြင်ခဲ့တာလား did she see did ကိုရှေ့ထုတ်လိုက်တာနဲ့တို့တွေကဒီ verb တွေကရိုးရိုး infinitive ဖြစ်သွားတယ်နော်မူရင်း verb လေးတွေပဲသုံးရတော့မယ် she didn't see they went သွားခဲ့တယ် did they go သွားခဲ့တာလား they didn't go သွားခဲ့ပါဘူး okay အဲ့တော့ negative ပြောင်းရင် didn't go သုံး question လုပ်ချင်တယ်ဆိုရင်တော့ did ကို subject ရဲ့ရှေ့ကိုပို့ပြီးတော့ question mark လေးထည့်ရမှာပေါ့နော်သူသွားခဲ့တာလားလို့ပဲမေးမယ်ဆိုရင်ဒီ did ကို capital letter နဲ့သုံးရမှာပေါ့တကယ်လို့သူတို့ဘယ်ကိုသွားခဲ့တာလဲလို့ပြောချင်တယ်ဆိုရင်အဲ့ဒီ did ရဲ့ရှေ့မှာ where did they go သူတို့ဘယ်အချိန်သွားခဲ့တာလဲဆိုရင် when did they go okay သူတို့ဘယ်လိုမျိုးသွားခဲ့တာလဲဆိုရင် how did they go အဲ့တော့ကိုလိုချင်တဲ့ဒီ question words ကိုထည့်ပြီးတော့လည်းသုံးလို့ရတယ် let's look at examples I enjoyed the party a lot did you enjoy it how many people did they invite to the wedding ဒီမှာဆိုရင်သူက question words အနေနဲ့ how many people လေးကိုထည့်ထားတာပေါ့နော်did they invite to the wedding ဘယ်နှစ်ယောက်လောက်ကိုဖိတ်ထားတာလဲ I didn't buy anything because I didn't have any money okay ဒါလေးက negative sentence လေးပေါ့နော် did you go out no I didn't writing မှာဆိုရင်တော့ did not ကိုသုံးပေါ့နော် speaking မှာဆိုရင်တော့ didn't လေးကိုသုံးရပါတယ်တခါတည်းမှာဆိုရင်တဲ့တခြားသော verb တွေမဟုတ်ဘဲနဲ့ main verb အနေနဲ့ပဲ do ကိုသုံးတယ်ဆိုရင်တော့အဲ့ဒီ did ရဲ့ do ရဲ့ကအဲ့လိုမျိုးနှစ်ခုလုံးပါနေမှာပေါ့နော် for example did you do မလုပ်ခဲ့ဘူး I didn't do အဲ့တော့လုပ်တယ်ဆိုတဲ့ verb ကလည်း do ဖြစ်နေတဲ့အတွက်ကြောင့်သူတို့နှစ်ခုကတော့လာဆုံနေမှာပေါ့နော်အဲ့လိုအခြေအနေလည်းရှိပါတယ်မင်းပါလုပ်ခဲ့တာလဲ weekend တုန်းက what did you do at the weekend တကယ်လို့ရှေ့မှာ did ပါပြီးသားဆိုပြီးတော့ do ကိုမသုံးဘဲနဲ့ what did you at the weekend ဆိုပြီးတော့သုံးလို့မရအောင်เนาะဘာလုပ်ခဲ့တာလဲဆိုရင်လုပ်တယ်ဆိုတဲ့ verb did do ကိုထည့်ရမှာဖြစ်တယ် I didn't do anything ဘာမှမလုပ်ခဲ့ပါဘူး I didn't anything မရအောင်เนาะ do ပါမယ် okay အဲ့တော့ make နဲ့မရဘူးလားလို့မေးစရာရှိမယ်ပေါ့လုပ်တယ်ဆိုတဲ့ကိစ္စကိုလေအဲ့တော့ make နဲ့ do ကတော့လုပ်တာချင်းတူဘယ်လိုကွာလဲဆိုရင်ဥမာ make cake လိုမျိုးနော်ဒီကိတ်မုတ်လုပ်တယ်ဆိုရင်ဒါမလုပ်ခင်ကဘာမှမရှိဘူးလုပ်လိုက်တော့ကိတ်မုတ်လေးဖြစ်သွားအဲ့လိုမျိုးပစ္စည်းအသစ်ဖြစ်လာတယ်အရင်အခြေအနေနဲ့နောက်အခြေအနေနဲ့မတူတော့တခုခုအသစ်ဖြစ်လာတယ်ဆိုတာမျိုးဆိုရင် make ကိုသုံးတယ်ဒါမှမဟုတ်ရင်ဒီတိုင်းလုပ်တာပဲလုပ်တာလိုမျိုးတခုခုလုပ်တာမျိုးဆိုရင်တော့do ကိုသုံးတာပေါ့နော်ဒါကတော့ do နဲ့ make ရဲ့ကွာခြားချက်လေးပေါ့အဲ့တော့ verb to be ရဲ့ past ကတော့သိတဲ့အတိုင်းပဲ was were ပါသူရဲ့ verb to be ရဲ့ present tense က am is are အဲ့တော့သူ့မှာတော့ verb အလုံးကြီးနည်းနည်းများတယ်ပေါ့နော်ကျန်တဲ့ verb တွေဆိုရင်ဥမာ verb form မှာဆိုရင်၄ခုပဲရှိတယ်လေ verb 1 verb 2 verb 3 verb ing အဲ့လိုပဲရှိတာ verb to be မှာကျတော့ verb infinitive က be verb 1က am is are verb 2က was were verb 3က be and been verb ing က be ing being ဆိုပြီးစုပေါင်းဆိုရင်သူ့မှာ verb အလုံးကြီး၈လုံးရှိတယ် but verb form အနေနဲ့ဆိုရင်တော့၅ခုပဲရှိတာပေါ့နော်Yes, let's read the examples again. I was annoyed because they were late. Was the weather good when you were on holiday? May holiday They weren't able to come because they were so busy. Okay, I wasn't hungry, so I didn't eat anything.ဒါဒီအကုန်လုံးဒီပြီးခဲ့တဲ့ကိစ္စတွေကိုပြောတာပဲเนาะ Did you go out last night or were you too tired? Okay ဒါဒီ asking about last night. So past tense is used. အဲ့တော့ဒီ sentence လေးတွေကို practice လုပ်ခြင်းအဖြစ်လေတို့တွေဒီ speaking skills ကိုလည်းတက်လာနိုင်တယ်เนาะအဲ့တော့ grammar book တွေ grammar ကိုပဲလေ့လာရတာလားဆိုတော့မဟုတ်ဘူးဒီထဲမှာပါတဲ့ example sentence လေးတွေကိုလေ့လာရင်တော့ကိုပြောချင်တဲ့စကားတွေကိုကိုကဒီကနေပြီးတော့ရနိုင်တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်example sentence လေးတွေကိုလိုက်ပြောရင်းနဲ့ speaking skills ကိုလည်း improve ဖြစ်နိုင်တယ် okay အဲ့ဒါလေးကိုလည်း practice လုပ်ကြည့်ပါနော်အဲ့တော့ past tense ကတော့ရိုးရိုးရှင်းရှင်းပဲဘာမှအထွေထူးမရှိဘူးပေါ့နော်ပြီးခဲ့တဲ့ကိစ္စတွေလုပ်ခဲ့တဲ့ကိစ္စတွေကိုပြောရဲဆိုရင် past tense ကိုသုံးမယ်တချို့ verb တွေက ed ထည့်ပြီးသုံးတယ်တချို့ verb တွေကတော့လုံးဝ verb ကိုပြောင်းပလိုက်ရတယ်ဒါတွေကို irregular verb လို့ခေါ်တယ် ed သုံးတဲ့ verb တွေကိုတော့ regular verb ခေါ်တယ်သူ့ကို question ဖြစ်ဖြစ် negative ဖြစ်ဖြစ်ပြောင်းနေတယ်ဆိုရင်တော့ helping verb အနေနဲ့ did ကိုသုံးပြီးတော့သုံးလို့ရတယ် exercise လေးလုပ်ကြည့်ရအောင်နော်သူကသူ့ရဲ့ daily routine လေးကိုပြောထားတာပေါ့နော်သူ့ရဲ့တနေ့တာလှုပ်ရှားမှုတွေကိုရေးထားတယ်ဒါဒီ yesterday တုန်းကသူပြောတဲ့ကိစ္စလေးပေါ့နော်အခုကဒီနေ့ရောက်သွားပြီဆိုတော့
yesterday တော့ကသူဒါတွေကိုအောက်ကပေးထားတဲ့ sentence တွေကိုလုပ်ခဲ့လားမလုပ်ခဲ့ဘူးလားဆိုတာကိုသူတွေကcheck မယ်ပြီးလို့ရှိရင် past tense တွေကိုသုံးပြီးတော့ပြန်ရေးမယ် okay အဲ့တော့ she got up at 7 o'clock a big breakfast ကိုစားခဲ့တာလားမစားခဲ့ဘူးလားစားခဲ့ပါတယ် she had a big breakfast and then she walked to work to get to work အလုပ်ကိုရောက်ဖို့အတွက်ဘယ်လောက်ကြာခဲ့လဲ it took maybe half ဖြစ်သွားမှာပါနော် her about half an hour to get to work 8:45 ma what happened she started to walk at 8:45 lunch ကိုရောလုံးဝမစားဘူးနော်သူကမစားဘူးအဲ့တော့ she didn't have lunch မစားခဲ့ဘူး5 o'clock မှာရော finish work နော် tired when home တဲ့အဲ့တော့အိမ်ပြန်ရောက်တဲ့ချိန်မှာ tired ဖြစ်သွားတဲ့အကြောင်းကိုပြောထားတာပေါ့နော် she was tired when she got home I usually cook a meal အဲ့တော့ she cooked check ခဲ့လေနော် a meal yesterday evening I don't usually go out ပြင်မသွားဘူးဆိုတော့ she didn't go out yesterday evening at 11 o'clock မှာကျတော့ go to bed လုပ်တယ်အဲ့တော့တို့ past tense ပြောင်းမယ် she went to bed last night ကတဲ့ကောင်းကောင်းအိပ်ပျော်ခဲ့ပါတယ် sleep well လို့သုံးမယ်ဆိုတော့ she slept well last night verb တွေအကုန်လုံးက irregular တွေပါဒီထားမိလားနော်ဒါတွေဒီ verb တွေအကုန်လုံးက ed ပေါင်းလို့မရအောင်နော်အဲ့တော့ed ပေါင်းလို့မရတဲ့ verb တွေ irregular verb တွေဆိုရင်တော့တို့တွေကကြက်ထားတယ်အဲ့လိုမှပဲသုံးလို့ရမှာပေါ့နော် Mozart wrote more than 600 pieces of music ဒါ right here past tense လို့နော် how did you learn to drive my father ဘာဖြစ်မလဲ taught me ဟုတ်လား teach ကိုသင်ပေးခဲ့တာလေအဲ့တော့ TAUGHT taught TACH teach past tense TAUGHT taught ဆိုတာကိုသိထားရမယ်ပေါ့နော် next one we couldn't afford to keep our car so we sold it Dave down the stairs this morning လိမ့်ကြပါတော့နော်အဲ့တော့ fall ရဲ့ past tense တွေက fell ပါ Dave fell down the stairs this morning and hurt his leg Joe threw the ball to Sue who caused it okay Kate SPENT spent here past tense တွေက SPENT spent bar a lot of money yesterday she bought a dress which cost ဘာမှမပြောင်းပါဘူး cost က cost နော်ကဲဒါလေးကတော့ဘာကိုစစ်ချင်လာလဲဆိုတော့ question တွေနော် where did you go မဲပဲသွားခဲ့တာလဲဆိုတော့ to the US အဲ့တော့ by car နဲ့သွားတာလားဘယ်လိုသွားတာလဲလို့မေးချင်တာပါနော်အဲ့တော့ how did you go by car yes we hired a car in San Francisco အဲ့တော့ 2 weeks နောက်တစ်ခုကနှစ်ပတ်လောက်နေခဲ့တယ်ဆိုတော့ how long did you stay there where did you stay ဘယ်မှာတည်းခဲ့တာလဲ in hotels yes small hotels and motels yes it was very hot ဆိုတော့ဒါရာသီဥတုကြောင့်မေးတာပေါ့နော်အဲ့တော့ was the weather good yes but it was very hot sometimes too hot Grand Canyon ကိုတော့သွားလည်ခဲ့လားလို့မေးမှာပေါ့နော်အဲ့တော့ did you visit the Grand Canyon of course it was wonderful ကဲအဲ့ဒါလေးကတော့သူ့ရဲ့ခရီးအကြောင်းလေးကိုမေးထားတယ်နော်ကဲဒါလေးကတော့ correct form လေးကိုဖြည့်ပါ positive or negative တဲ့ကဲအဲ့တော့သေချာလေးဖတ်နော်သေချာလေးဖတ်ပြီးတော့မှဒီ positive ရိုးရိုး affirmative ကိုထည့်ရမှာလား negative ကိုထည့်ရမှာလားဆိုတော့စဉ်းစားပြီးတော့ထည့်ပေါ့နော်အဲ့တော့ဒါလေးကတော့ကိုယ့်အကူလုပ်လိုက်ပါ Thank you for watching today see you in the next video bye